ပြူဝါဆိုင်ဝေးတွေကဘာလို့တဝက်ပဲသုံးလို့ရတာလဲပြောပြပေးပါလားတဲ့ပထမဆုံးအနေနဲ့ပြောချင်တာကပြူဝါဆိုင်ဝေးတွေကတဝက်ပဲသုံးလို့ရတယ်ဆိုတာကနားလည်မှုလွဲတာဖြစ်နိုင်ပါတယ်ဒီအကိုမေးတဲ့မေးခွန်းကိုဖြစ်စေတဲ့အကြောင်းအရာ2မျိုးရှိတယ်အဲ့ဒီ2မျိုးကိုပြောပြဖို့အတွက်ဒီ inverter တွေမှာပါတဲ့ peak power ရဲ့ continuous power ရဲ့ဆိုတာကိုကျွန်တော်သိဖို့လိုတယ် peak power ဆိုတာကဘာကိုပြောတာလဲဆိုတော့ဒီ inverter ကိုအသုံးပြုတဲ့အခါမှာအချိန်အကြာကြီးအသုံးပြုလို့ရမယ့် power လို့ကျွန်တော်တို့အနေနဲ့အကြမ်းမြင်ယူဆလို့ရတယ် peak power ဆိုတာကကြတော့ဒီ inverter ကိုအသုံးပြုတဲ့အခါမှာအချိန်စက္ကန့်ပိုင်းလောက်ပဲအသုံးပြုလို့ရတဲ့ power လို့ကျွန်တော်တို့အနေနဲ့အကြမ်းမြင်သတ်မှတ်ထားလို့ရတယ်။ဘာဖြစ်လို့ဒီမှာအချိန်စက္ကန့်ပိုင်းလောက်ပဲအသုံးပြုလို့ရတဲ့ power တွေပါတယ်ဒီမှာရှိနေရတာလဲဆိုတာကိုပြောဖို့အတွက်ကကြတော့ကျွန်တော်တို့လျှက်စစ်ပစ္စည်းတွေကိုမလုံးလို့ဖို့ power စပေးလိုက်တဲ့အခါမှာဆိုရင် power စပြီးတော့ပေးလိုက်ခြင်းမှာပုံမှန်ဆွဲရမယ့် ampere ထက်ပိုပြီးတော့များတဲ့ ampere တွေစောင့်ဆွဲတဲ့ပစ္စည်းမျိုးတွေရှိတယ်အဲ့ဒါကကျွန်တော်တို့ဘယ်လိုမျိုးကိုပြောချင်တာလဲဆိုရင်ဥပမာအနေနဲ့ AC 220 volt 220 watt ရှိတဲ့လျှက်စစ်ပစ္စည်းလေးတစ်ခုရှိတယ်ဆိုကြပါစို့အဲ့ဒီလျှက်စစ်ပစ္စည်းလေးကဘို့အနေနဲ့ဆိုရင်220 volt watt အနေနဲ့ဆိုရင်220 watt ဖြစ်တဲ့အတွက် ampere အနေနဲ့ပြောမယ်ဆိုရင်1 ampere ဆွဲလိုက်မယ်ဒါသူ့ရဲ့ပုံမှန်လုံးတဲ့ခါမှာဆွဲမဲ့ ampere က1 ampere အဲ့ဒီ1 ampere ဆွဲမဲ့လျှက်စစ်ပစ္စည်းလေးကိုကျွန်တော်တို့ကအလုံးလို့ဖို့အတွက် power စပေးလိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင် power ပေးလိုက်ခြင်းပထမအဦးဆုံးစက္ကန့်ပိုင်းလေးအတွင်းမှာပုံမှန်ဆွဲရမယ့်1 ampere ထက်ပိုပြီးတော့2 ampere တို့3 ampere တို့5 ampere တို့6 ampere တို့စသဖြင့် ampere တွေအများကြီးပိုပြီးတော့ဆွဲတဲ့ပစ္စည်းမျိုးတွေရှိတယ်နော်အဲ့ဒီလိုမျိုးစအလုံးလုံးတဲ့အချိန်စက္ကန့်ပိုင်းလောက်လေးအတွင်းမှာ ampere တွေစောင့်ဆွဲတဲ့ပစ္စည်းမျိုးတွေရှိတဲ့အတွက်အဲ့ဒီလိုမျိုးစောင့်ဆွဲမဲ့ ampere တွေကိုခံနိုင်မဲ့ watt ကဘယ်လောက်ရှိပါတယ်ဆိုတာကိုဒီမှာပေါ်ပြထားခြင်းဖြစ်တယ်ရေးထားတဲ့ peak power 1600 watt ဆိုတာကကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးပဲလျှက်စစ်ပစ္စည်းတွေစအလုံးလုံးတဲ့အချိန်စက္ကန့်ပိုင်းလောက်လေးအတွင်းမှာစောင့်ဆွဲမဲ့ ampere က1600 watt လောက်ထိဆွဲနိုင်တဲ့ပစ္စည်းမျိုးတွေအထိသုံးလို့ရတယ်ဆိုတာကိုဒီမှာရေးထားတာမျိုးเนาะဒီအကိုမေးတဲ့မေးခွန်းကအကြောင်းအရာနှစ်ခုကြောင့်ဖြစ်လာနိုင်တယ်ဆိုတဲ့တဲကအကြောင်းအရာတစ်ခုကဘယ်လိုဖြစ်နိုင်တယ်လဲဆိုရင်တချို့သော inverter တွေမှာ peak power ကိုဒီမှာစလုံးအကြီးနဲ့ရေးထားတာမျိုးတွေရှိတယ် peak power က1600 watt continuous power က800 watt ဆိုလို့ရှိရင် continuous power 800 watt ကိုဒီပေါ်မှာစလုံးအကြီးနဲ့မရေးဘဲနဲ့ peak power 1600 watt ကိုဒီအပေါ်မှာစလုံးအကြီးနဲ့ရေးထားတာမျိုးတွေရှိတယ်အဲ့ဒီတော့ကျွန်တော်တို့က peak power တို့ continuous power တို့ရဲ့အကြောင်းကိုသိချာသိပြီးတော့နားမလည်တဲ့သူတွေအနေနဲ့ကကြတော့ဒီပေါ်မှာရေးထားတာက peak power 1600 watt လို့ရေးထားပြီးတော့ကျွန်တော်တို့ရောင်းတဲ့သူတွေအနေနဲ့ကပြောရောင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင် peak power 1600 watt လို့ရေးထားတဲ့ inverter မျိုးကိုအများဆုံးအသုံးပြုလို့ရတဲ့ watt ကတော့800 watt ထိအများဆုံးအသုံးပြုလို့ရတယ်လို့ပြောပြီးတော့ရောင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်သိပြီးတော့နားမလည်တဲ့သူတွေအနေနဲ့ကကြတော့ဒီမှာရေးထားတာကကြတော့1600 watt ဖြစ်ပြီးတော့အများဆုံးအသုံးပြုလို့ရတာကကြတော့800 watt လောက်ပဲအများဆုံးအသုံးပြုလို့ရတယ်လို့ပြောတော့ကြတော့ pure sine wave inverter တွေကတဝက်ပဲသုံးလို့ရတာလားဆိုတဲ့မေးခွန်းမျိုးမေးတာမျိုးဖြစ်နိုင်တယ်နောက်ထပ်ဖြစ်နိုင်တဲ့အကြောင်းအရာတစ်ခုကကြတော့ဒါ inverter တစ်မျိုးရှိတယ်အဲ့ဒီ inverter က continuous power ကကြတော့800 watt peak power ကကြတော့1600 watt ဒါအများဆုံးအသုံးပြုလို့ရမယ့် watt ကတော့800 watt ဒါပေမဲ့အဲ့ဒီ800 watt အများဆုံးအသုံးပြုလို့ရမယ့် inverter ကိုရေရှည်အတွက်အသုံးပြုဖို့စဉ်းစားမယ်ဆိုလို့ရှိရင်ကြတော့400 watt 500 watt လောက်ပဲအသုံးပြုတာကရေရှည်အတွက်ပို့ပြီးတော့အဆင်ပြေနိုင်တယ်ဆိုပြီးတော့ပြောကြတာမျိုးတွေလည်းရှိတယ်ဒါကတော့ကျွန်တော်တို့ရေရှည်အတွက်စဉ်းစားပြီးတော့ပြောတဲ့ပုံစံမျိုးအဲ့လိုမျိုးပြောတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းဒါအများဆုံးအသုံးပြုလို့ရတာကကြတော့800 watt ဖြစ်ပြီးတော့ဘာဖြစ်လို့400 watt 500 watt လောက်ပဲသုံးလို့ရတာလဲဆိုတဲ့အတွေးနဲ့ pure sine wave inverter တွေကတဝက်ပဲသုံးလို့ရတာလားဆိုတဲ့မေးခွန်းမေးတာမျိုးလည်းဖြစ်နိုင်တယ်ကျွန်တော်အခုပြောတဲ့အချက်ကကြတော့ဒါက800 watt အများဆုံးအသုံးပြုလို့ရတဲ့ inverter ကို800 wattတကယ်သုံးလို့မရဘူးလို့ပြောတာမျိုးမဟုတ်ဘူးတကယ်လဲ800 watt ထိသုံးလို့ရတယ်ဒါပေမဲ့ရေရှည်အတွက်စဉ်းစားပြီးတော့သုံးမယ်ဆိုလို့ရှိရင်ကြတော့800 watt သုံးလို့ရတဲ့ inverter ကိုအမြဲတမ်း800 watt ကြီးပုံမှန်သုံးမယ်ဆိုလို့ရှိရင်တော့ရေရှည်အတွက်သိပ်ပြီးတော့အဆင်မပြေနိုင်ဘူးဒါကြောင့်မို့လို့800 watt ထိအများဆုံးသုံးပြုလို့ရမယ့် inverter ကို400 watt 500 watt လောက်ပဲသုံးတာကပို့ပြီးတော့ရေရှည်အတွက်အဆင်ပြေနိုင်မယ်လို့ပြောတာမျိုးဖြစ်တယ်ကျွန်တော်အယူအဆအရဆိုလို့ရှိရင်လည်းဒီ pure sine wave inverter မှမဟုတ်ဘူးဘယ်လို inverter မျိုးပဲဖြစ်ဖြစ်ရေရှည်အတွက်စဉ်းစားပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်ကိုက400 watt 500 watt လောက်ပဲပုံမှန်သုံးမယ်ဆိုလို့ရှိရင်အများဆုံး800 watt 1000 watt လောက်ထိအသုံးပြုလို့ရတဲ့ inverter မျိုးကိုရွေးချယ်ပြီးတော့ဝယ်တာမျိုးကိုပို့ပြီးတော့လုပ်စေခြင်းတယ်ကိုကပုံမှန်က1000 watt လောက်ပဲသုံးမယ်ဆိုလို့ရှိရင်အများဆုံး1000 watt လောက်ပဲသုံးလို့ရတဲ့ inverter မျိုးကိုတော့ရွေးချယ်တာမျိုးကိုမလုပ်သင့်ဘူးဒါကကျွန်တော်အနေနဲ့ကျွန်တော်တူးတဲ့အယူအဆကိုပဲပြောတာပါဒါဒီတိုင်းကျွန်တော်ပြောတဲ့အတိုင်းတူတူမတိန်လိုက်ပြီးတော့လုံးရမယ်လို့ဆိုလိုခြင်းမဟုတ်ပါဘူးเนาะ
ဒီ inverter လေးကိုကိုယ့်အတွက်အသုံးလို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာပြထားတဲ့စီမှာဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်ဒီအကိုမေးထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြတဲ့အကြောင်းအရာလေးကိုနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘူးတုဒတစ်စုံတရာရရှိတယ်လို့ခံစားရတယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုရဲ့ comment မှာတစ်ခုခုမှန်ပေးသွားဖို့တောင်းဆိုချင်ပါတယ်